အားလုံးပဲမင်္ဂလာပါကျွန်မကတော့ UTCC မှာ Accountancy Major ကိုတက်ရက်တက်ရောက်နေတဲ့ရှမ်းဖြစ်ပါတယ် UTCC ဆိုတာကတော့ University of Thai Chamber of Commerce ဖြစ်ပါတယ်ကျွန်မက personally group work တွေထက်စားလို့ရှိရင်တွက်တာချက်တာကိုလည်းပိုကြိုက်တဲ့အတွက်ကြောင့်မို့လို့ရောပြီးလို့ရှိရင် after graduation plan မှာကကိုယ့်ရဲ့ career pathway အတွက်ကို specific ပိုဖြစ်တယ်လို့ခံစားရတဲ့အတွက်ကြောင့်မို့လို့ accounting ကိုရွေးဖြစ်ခဲ့တာဖြစ်ပါတယ်ရှင်So UTCC ကိုရွေးရတဲ့ number 1တစ်ချက်ကအဓိကသူကဒီထိုင်းနိုင်ငံရဲ့ business အတွက်အကောင်းဆုံးအကြောင်းတစ်ခုဖြစ်တယ်ပြောလို့ရှိရင်နောက်တစ်ခုကသူက location ကလည်းမြို့ထဲဘက်မှာရှိတဲ့ခါမှာကိုကသွားလာတဲ့နေရာကလည်းအရန်စင်ပြေတာဖြစ်တယ်ပြောလို့ရှိရင်သူတို့ဘက်ကနေပြီးတော့မှသင်ကြားပေးတဲ့ curriculum တွေကြီးတဲ့ခါမှာလည်းအရန်စင်ပြေတယ်ပြောလို့ရှိရင် internship တွေတော့ကိုလည်းနောက်ပိုင်းမှာကအများကြီးအစင်ပြေတဲ့ senior တွေပြောတာအစင်ပြေတာတွေ့ရတဲ့ခါမှာရွေးချက်ဖြစ်ခဲ့တာဖြစ်ပါတယ်ရှင်Accountancy ကဘွဲရဖို့တက်ဆိုလို့ရှိရင် credit 135ခုယူရတယ်ပေါ့နော်ဆို major course တွေမှာကတော့သူက accounting နဲ့ပတ်သက်တာဆိုလို့ရှိရင်သူက intermediate 1 2ရှိမယ် advanced 1 2ရှိမယ်ပြီးလို့ရှိရင်သူ internal control external control နဲ့ tax တွေရောပြီးလို့ရှိရင် tax accounting စသဖြင့်ပြီးလို့ရှိရင် business finance ဆိုတဲ့ဒီလိုမျိုးဒီ accounting ကိုတေချာ support လုပ်ပေးထား major ကြီးပဲတည်တင်ရတဲ့အရာအများကြီးရှိပါတယ်ပြီးလို့ရှိရင်သူ general education မှာကကြတော့အရင် general ဖြစ်တာမျိုးမဟုတ်ဘဲနဲ့သူ language တွေတော့ရှိရဲဒါပေမဲ့တခြားကကျတော့ supporting subject တွေအနေနဲ့ပေါ့နော် accounting နဲ့တော်တော်သက်ဆိုင်တဲ့အရာတွေလည်းအများကြီးသင်ရရှိတယ်ဥပမာဆိုလို့ရှိရင်ဒီ Excel သုံးပြုပုံဆိုလို့ရှိရင် end user application ဆိုတာမျိုးရှိတယ်ပြောလို့ရှိရင်ဒီတခြား supply chain management ဆိုလို့ရှိရင်အဲ့လိုမျိုးအဲ့ဒီလိုဘာသာရပ်တွေလည်းသင်ရတာရှိပါတယ်ရှင် Okay ဆိုတော့ကျောင်းပြီးသွားပြီဆိုလို့ရှိရင်တော်တော်များများကတော့ auditor ပေါ့နော် external auditing internal auditing ပိုင်းသွားချင်ကြတဲ့လူတွေလည်းရှိရဲတချို့တွေကြတော့လည်းဒီ accountant အနေနဲ့ကနေပြီးမှတဆင်နောက်ပိုင်း certificate တွေပေါ့နော် UK exam တွေဖြေပြီးတော့မှဒီ highest position တွေထိသွားဖို့အတွက်ကို career opportunity တွေလည်းအများကြီးရှိရဲကျမအနေနဲ့ကတော့ tax ပိုင်းစိတ်ဝင်စားရပေါ့နော်ဆိုတော့ကျမကတော့ tax accountant ပိုင်းကိုဆက်ပြီးတော့မှသွားဖို့စီစဉ်ထားရရှိပါတယ်ရှင်ဘာကွာချမှုရှိလဲဆိုတော့အဓိကကိုသင်ရတဲ့ curriculum မတူဘူးပေါ့နော်ပြောလို့ရှိရင်အဓိကသူဘာသာ subject တွေကနာမည်တူရင်တော့မှ class code ကမတူတဲ့ခါမှာတကယ်သင်ရတဲ့သင်ခန်းစာ plan တွေကမတူဘူးဖြစ်တယ်ပြီးလို့ရှိရင် credit တွေလည်းမတူ BBA က BX ထက်ဆိုလို့ရှိရင်နည်းနည်းလေးcredit ပိုနေတာမျိုးရှိရဲဆိုတော့အဲ့ဒီဟာကြီးကွာခြားတယ်ပြီးလို့ရှိရင်စာလုပ်ရတဲ့ပုံစံတွေပြင်ဆင်မွေးဖြေရတဲ့ပုံစံနဲ့စာကြည့်ရတဲ့ပုံစံတွေကလည်းမတူဘူးပေါ့နော်အဲ့ဒါတွေကတော့အဓိကကွာခြားချက်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျောင်းပြီးဖို့က internship ကဆင်းရတယ်ပေါ့နော်ဒါပေမဲ့လည်းကိုယ့်အနေနဲ့အစားထိုးပြီးတော့မှ credit 6ခုတက်ယူပြီးတော့မှ internship အစားအတန်းမဲ့ဆက်ယူလို့လည်းရတယ်ဒါပေမဲ့ကျောင်းသားတော်တော်များများကတော့ internship ဆင်းကြများတယ်သူတို့ရှာပြီးတော့မှ internship တွေရှောက်လို့အဆင်ပြေတဲ့ကျောင်းသားတော်တော်များများလည်းရှိတယ်ဥပမာသူတို့ကဒီ summer ပိတ်ရက်တွေမှာသွားပြီးတော့မှ internship လုပ်ကြတာရှိတယ်။ summer ကကြတော့ဒီမေလကနေဇွန်လအစကနေပြီးတော့မှပေါ့နော်ဒီ August လအစပိုင်းလောက်ထိကိုပိတ်ရဖြစ်တဲ့ခါမှာအဲ့အချိန်တွေမှာလုပ်ကြတာများတယ်ဆိုတော့အเจ้าကနေလည်းရှာပေးတဲ့အစီအစဉ်တွေအများကြီးရှိတယ်။တချို့ကြတော့လည်းတော်တော်များများကကိုယ့်ဟာနဲ့ကိုယ်ရှာပြီးရကြရတယ်လည်းရှိတယ်ဆိုတော့ accountancy ကကြတော့အเจ้าသားလည်းနည်းတယ်ပြီးလို့ရှိရင်ရှေ့မှာပြောသွားသလိုပဲသူက career specific လည်းဖြစ်တဲ့အခါမှာဒီ academic advisor တွေအနေနဲ့က internship ရှာပေးရတာအရင်စင်ပြေတဲ့အခါမှာအเจ้าသားကအဲ့လို 100% နီးပါးကinternship ရကြတာများတယ်ပေါ့နော်ဟုတ်ကဲ့ကျောင်းမှာကကြတော့ပုံတည်မျိုးပေါ့နော်ဒီကျောင်းသားကဒီကိုသွားမယ်ဆိုတာမျိုးတော့မရှိပေမဲ့ကျောင်းသားတိုင်းအတွက် open လုပ်ပေးထားတဲ့ဒီ field trip တွေတော့ရှိရဲပြောလို့ရှိရင်ဒီ CSR ဥပမာ CSR activities မျိုးပေါ့နော်အဲ့လိုမျိုးရှိရဲပြောလို့ရှိရင်တချို့ subject တွေမှာကကြတော့သင်ကြားပေးတဲ့ဆရာနဲ့လိုက်ပြီးတော့မှသူတို့တွေတချို့ company တွေကို visit လိုက်လုပ်ပေးတာမျိုးရှိတယ်ဥပမာ subject တစ်ခုဆိုလို့ရှိရင်ကျွန်မခုသင်နေတဲ့ subject တစ်ခုဆိုလို့ရှိရင် career planning attempt ဖြစ်တယ်ပေါ့နော်သူကအဲ့ဒီမှာဆိုလို့ရှိရင်ကျောင်းသားတွေကို after graduation အဲ့ဒီချိန်မှာသူတို့အလုပ်တွေလျှောက်တော့မယ် interview ဖြေတော့မယ်ဆိုလို့ရှိရင်တေချာလေးလုပ်နိုင်အောင်လို့ CV ပြင်ပေးတာတွေ interview ဖြေနည်းတွေသင်ပေးတာရှိတယ်အဲ့မှာဆိုလို့ရှိရင်လည်းသူတို့ကဒီလိုမျိုးhotel တွေမှာသွားပြီးတော့မှ table manners တွေသင်ပေးတာမျိုးပြောလို့ရှိရင်ကိုယ့်ရဲ့ဒီ CV ပြင်တဲ့အခါကြလို့ရှိရင်ဘယ်လိုချက်တွေထည့်ရမယ်ဆိုတာမျိုးနဲ့ပြောလို့ရှိရင် personal color ပေါ့နော်အခုချိန်မှာ yan training ဖြစ်နေတဲ့အရာမျိုးတွေလုပ်ပေးတဲ့ activity တော့အများကြီးရှိရဲဆိုတော့အဲ့ဒီအရာတွေကအရန်အသုံးဝင်နေပြီးကိုယ်ဝတ်စားဆင်တဲ့ပုံစံတွေလို့သူသင်ပေးတယ်ဆိုတော့အဲ့ဒီဟာမျိုးဆိုလို့ရှိရင်ကျောင်းသားတွေအတွက်အများကြီးထောက်ကူဖြစ်ပြီးတော့မှအရန်ကောင်းတဲ့ဒီ subject တစ်ခုလည်းဖြစ်တဲ့ activity လည်းဖြစ်ပါတယ်
အခုမှစတက်မဲ့ junior တွေနဲ့ဘာပြင်ဆင်ထားတယ်လဲဆိုတော့ number 1တစ်ချက်ကကျတော့ဘာသာစကားဖြစ်တယ်ပေါ့နော်ဆိုတော့ accounting ကကျတော့ terms တွေများတယ်သူတို့ဒီ accounting ထဲမှာ accounting firm ထဲမှာသူတို့သုံးတဲ့ terminology များတဲ့အခါမှာကိုယ်အနေနဲ့ဘာသာစကားကိုတေချာပိုင်ထားရဆိုလို့ရှိရင်စာရှင်းပြတဲ့အခါမှာစာပြန်လုပ်တဲ့အခါမှာပို့ပြီးတော့မှနားလည်နိုင်ချေအများကြီးပိုရှိရဲပြောလို့ရှိရင်ကို GD ဖြေခဲ့တာလားဒါမှမဟုတ်ရှင်ဒီအထက်တန်းကျောင်းဖြေခဲ့တာလားဆိုရှင်ဒီဘိုင်းမှာသင်ချမှာပို့ပြီးတော့မှပိုင်နိုင်ခဲ့တယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ဒီ statistic နဲ့ဆိုင်တဲ့ဘာသာရပ်တွေသင်ကြားတဲ့အခါမှာအများကြီးထောက်ကူဖြစ်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကိုယ့်အနေနဲ့ကြိုတင်ပြင်ဆင်ထားခြင်းနဲ့ဆိုလို့ရှိရင် ACC class တွေတက်ထားတယ်ဆိုလို့ရှိရင်လည်းအများကြီးကိုယ့်အနေနဲ့စာကိုသင်ကြားတဲ့အခါမှာလေ့လာတဲ့အခါမှာအများကြီးပို့ပြီးမှလွယ်ကူပြီးမှအထောက်အကူဖြစ်တာမျိုးရှိပါရဲ့ရှင်to be honest ပေါ့နော်အရန်တော့ diverse မဖြစ်ဘူးများသောအားဖြင့်95% လောက်ကမြန်မာကျောင်းသားတွေများတယ်ဆိုတဲ့ခါကျတော့သူတို့ဒီမှာလဲထိုင်းကျောင်းသားတွေအနေနဲ့များရှိတယ်ဒါပေမဲ့လည်း still နိုင်ငံခြားသားပေါ့နော်ဒီတခြားနိုင်ငံက diverse ဖြစ်တာကအရန်နည်းပါသေးတယ်ဒါပေမဲ့လည်းဒီအတန်းကြီးပိုင်းတွေမှာကတချို့တွေပေါ့နော်ဒီ Europe ကဒီ exchange program တွေအကြောင်းဖြစ်မဲ့ထင်တယ်တချို့နိုင်ငံခြားသားတွေတော်တော်များများတွေ့ရတယ်ဒါပေမဲ့လည်းသူတို့အနေနဲ့ကဒီ full time ပေါ့နော်ဒီ full program ကိုယူရမဟုတ်တဲ့ခါမှာ diverse အရင်ဖြစ်တယ်လို့တော့ပြောလို့မရဘူးဟုတ်ကဲ့ expectation နဲ့ reality ကွာခြားမှုကတော့အနေနဲ့များတော့ရှိရပေါ့နော်ဆိုတော့ဥပမာသင်ကြားမှုပိုင်းမှာဆိုလို့ရှင်ကတော့အရန်အဆင်ပြေတယ်ဟိုထင်ထားရတဲ့ပို့ပြီးတော့မှအဆင်ပြေတာတွေ့ရတယ်ဥပမာသူတို့ curriculum တွေပြီးလို့ရှင်သူတို့သင်ကြားပေးရဆရာတွေကစအရန်ကောင်းတဲ့ဆရာတွေသူတို့ထည့်ထားပေးရတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့လို့သင်ကြားရေးပိုင်းမှာတော့အဆင်ပြေတယ် facilities ပိုင်းမှာလည်းအဲ့လိုပဲဆိုတော့ကျွန်မမျှော်လင့်ထားရတဲ့ထင်ထားတဲ့ဆိုလို့ရှင်သူတို့သေချာလေးလုပ်ပေးထားတွေ့ရတယ်ဒါပေမဲ့အဓိကနောက်တစ်ခုကအရန်ကြီးတိတ်သဘောမကျတဲ့အချက်ကကြတော့သူတို့ရဲ့ဒီဘယ်လိုခေါ်မလဲ exchange program နဲ့ပေါ့နော် dual degree တွေကတော့ကျွန်မမျှော်လင့်ထားတဲ့အရင်နဲတယ်ပြီးလို့ရှိရင်နည်းနည်းလေးလဲရှုပ်ထွေးတဲ့ pattern တွေတွေ့ရတယ်ပေါ့နော်ဆိုတော့သူတို့အနေနဲ့ချိတ်ဆက်ထားတဲ့အကြောင်းတွေနည်းနေသေးတယ်ပြီးလို့ရှိရင်ဒီ dual degree တွေကစသူတို့တော်တော်များများအဆင်မပြေတာတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာအတွက်ကတော့ကိုယ့်အနေနဲ့ကျောင်းသားတယောက်အနေနဲ့ကိုကတခြားနိုင်ငံကူးချင်တယ်ဒါမှမဟုတ် exchange program တွေစိတ်ဝင်စားရဆိုလို့ရှိရင်ကတော့ဒီမှာကတော့ရွေးချယ်စရာအများကြီးမရှိသေးတာတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာလေးတစ်ခုကဘယ်နည်းနည်းလေးကျွန်မအတွက် expectation a little လေးနည်းသွားတာဖြစ်ပါတယ်UTCC မှာကတစ်နှစ်ကို payment ကို installment 3ခေါက်ပေးလို့ရပါတယ်။တစ်ခေါက်နဲ့တစ်ခေါက်ကအမောက်မတူနိုင်ပေမဲ့လည်း6000ခွဲကနေပြီးတော့မှ9000ကြားထဲရှိတယ်။ပြောလို့ရှိရင်သူက4နှစ်စာဆိုလို့ရှိရင်6သိန်းခွဲဝန်းကျင်ရှိပါတယ်။ဟုတ်ကဲ့ကျောင်းမှာပေးတဲ့ scholarship တွေကတော့100% scholarship ဖြစ်တဲ့ဒီ Ratnamon scholarship ရှိရယ်နောက်တစ်ခုကကျတော့ 40% ဖြစ်တယ်အဲ့ဒါကကျတော့ gold scholarship လို့ခေါ်တယ်နောက်တစ်ခုကကျတော့ 20% ဖြစ်တယ်ပေါ့နော်အဲ့ဒါကကျတော့ silver scholarship ဖြစ်ပါတယ်ဆိုတော့ဒီ scholarship တွေနဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ကျောင်းရဲ့ website ကနေလည်းပြန်ပြီးတော့မှကြည့်လို့ရပါတယ်ဟုတ်ကဲ့ဒါကတော့ကျမရဲ့ UTCC မှာ accounting တက်ရောက်နေတဲ့ experience တချို့ဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်